တိုင်းလူပြည်သားလူတို့ညီညွတ်ရေးအဲ့ဒီညီညွတ်ရေးနှစ်ခုမရှိသမျှကလပ်ပတ်လို့တာပြီးတက်တို့ရလှုပ်ဟာတဲ့တိုင်းပြည်ထင်နေပါတော့ကျွန်တော်ပြောချင်တာ လူကောင်းလေမင်းတို့သိတယ်မဲ့ကုန်းလုံနိုင်မှကျုံလုံနိုင်မှလို့ तू ကအဲ့လိုရင်ထဲကပြောသွားတဲ့လူမျိုးနင်တို့ဗမာတွေမကြိုက်ဘူးနင်တို့သူ့မကြိုက်ခဲ့ဘူး ကျွန်တော်ပြောတယ်ဆိုတာကတန်ရှင်းတဲ့ဒေသနာနဲ့တခါတလေလည်းပဲပြောသူမတာဖြစ်တယ်ကြီးတခါတလေလည်းပဲအလုံးနည်းနည်းပါးပါးပါတာတော့တော့လည်းပဲဒေသနာကတော့တန်ရှင်းပါဟဲ့ဒါကျွန်တော်ဝိရကြောင့်ဟုတ်ကဲ့ပြောပါဗမာပြည်စိတ်ဓာတ်ကမဟုတ်တဲ့နေရာတွေသွားပြီးတောနေတကယ်နေရာတွေကျတော့အသုံးမကျဗမာပြည်လွတ်လပ်ရေးရအောင်လို့မျိုးမဲ့အသုံးမကျခြင်းဘူးဗမာပြည်ကျန်တဲ့တူတောင်းရေးလုပ်တဲ့နေရာမျိုးမဲ့အသုံးမကျခြင်းဘူးဗမာချင်းချဖို့မလုပ်ချင်နဲ့အဲ့ဒါမျိုးတွေလုပ်ချင်ဒါမျိုးတွေလုပ်ချင်လို့ဘယ်တော့မှအကျိုးမရှိဒီတိုင်းပြည်ဘယ်တော့မှပြန်လည်မတူတောင်းနိုင်ဘူးဒီတိုင်းပြည်ဘယ်တော့မှမလွတ်လပ်နိုင်ဘူးပြီးတော့ကျွန်တော်တို့အဲ့ဒီစိတ်ဓာတ်မျိုးလုံးဝကြောက်ပြစ်ဖို့လိုတဲ့တိုင်းရင်သားချင်းချင်းညီညွတ်ရေးတိုင်းလူပြည်သားလူတို့ညီညွတ်ရေးအဲ့ဒီညီညွတ်ရေးနှစ်ခုမရှိသမျှကလပ်ပတ်လို့တာပြီးတက်တို့ရလှုပ်ဟာတဲ့တိုင်းပြည်ထင်နေပါတော့ကျွန်တော်ပြောချင်တာတကားရင်ပြောတယ်ဆိုတာကဒီတကားလက်ရင်ပြောမှလူတွေကမှတ်မိဟုတ်လားတကားရင်ဆိုရင်တော့အခုနယ်ကလေးကခင်ဗျားတို့ပုဂ္ဂိုလ်ခင်ဗျားတို့အကျင့်ဟိုးတယ်အကျင့်ဟောင်းတယ်တောက်ကျင့်နေသင်ကြဖို့လိုပြီဆိုတာကျွန်တော်ကလေးပြောခဲ့လူကောင်းလေမင်းတို့သိတယ်မဲ့ကုန်းလုံနိုင်မှကျုံလုံနိုင်မှလို့ तू ကအဲ့လိုရင်ထဲကပြောသွားတဲ့လူမျိုးနင်တို့ဗမာတွေမကြိုက်ဘူးနင်တို့သူ့မကြိုက်ခဲ့ဘူးဟာနိုင်ငံကြီးဖြစ်သွားမယ်ဒီလိုပြောခဲ့တာလေမကြိုက်ဘူးမင်းတို့ဗမာတွေအေးလောက်ပေးမှာပေါ့လက်နေခင်းပေးမယ်ကြိုက်တယ်မခင်းပေးဘူးမင်းတို့ဗမာအောင်ဆန်းလူလေ National Planet လို့ခေါ်တဲ့အမျိုးသားစမင်လောက်ရမယ်အဲ့လိုသမားလေပုံစံကြီးများအသင်းအမေးခေါ်ကြွေးတယ်သူ့ကိုခေါ်ကြွေးတယ်မင်းတော့စားလိုက်တယ်ဒါလူမျိုးရေးရတစ်ခါတည်းပြောလိုက်မယ်တဲ့ခမရတို့ထမင်းကိုစားလိုက်ရလို့ကျွန်တော်များအာနာရတယ်လို့အဲ့ဒီတရုတ်ကုံတဲ့တွေကလားကုံတဲ့တွေကိုခွင့်ရေးပေးလိမ့်မယ်မထင်နဲ့တော့တဲ့ပြီးသွားပြီလေမင်းတို့အဲ့လိုမကြိုက်ဘူးမင်းတို့မကြိုက်လို့မင်းတို့ခံရတာမင်းတို့မကြိုက်ဘူးမကြိုက်လို့သတ်ပြတ်တာလေဟမ်မင်းတို့မကြိုက်ဘူးမင်းတို့တကယ်တော့မင်းတို့မကြိုက်ဘူးမင်းတို့ကပျော့ပြောင်းအဲ့ဒါကြောင့်မလို့မျက်လက်ဆရာတို့နတ်ကတော်တို့ဘေးရင်ဆရာတို့ကျွေးမင်းတို့ကအကောင်းပြောတာမကြိုက်ဘူးဗမာတွေကအပြောကောင်းတာကြိုက်တယ်အကောင်းပြောတာမကြိုက်ဘူးအပူပြောတာအခုတော့သိသွားပြီနေ့လဲ40လောက်ခေါ်ခဲ့ပြီအကောင်းပြောတာကိုမကြိုက်ဘူးအပြောကောင်းတာကိုကြိုက်ငါလည်းလိုက်ပြီအဲ့မြူပဲပြီးတဲ့နောက်လည်းမလာပါနဲ့ဒီမြင့်တန်ခါတွေရှိသွားလှူရင်လှူငါရှိမလားနဲ့ဒါလည်းပြောလိုက်ဦးသူတော်လှူလို့ရတယ်ငါရှိမလားလှူတော့မင်းနေတနငါတဲ့ကော်ဖီ